အားလုံးပဲမင်္ဂလာပါဒီနေ့မှာကိုယ့်အကူ surprise ဖြစ်နေတဲ့ကိစ္စလေးတစ်ခုပြောပြအောင်မယ်ဒီနေ့ဈေးတဲ့ကိုသွားရောကိုကအဲ့မှာသွားပြီးမုံဝဲတာမုံဆိုင်ထဲမှာကောင်မလေးတက်ကဝင်လာရောသူဝင်လာခဲ့ငါအဲ့ဒီအနောက်ငါကောင်းကောင်းသိတယ်အဲ့နဲ့ကိုလေစဉ်းစားတာသိလားငါဒီအနောက်ကောင်းကောင်းသိတယ်ဒါဘာနဲ့မှဒီဟာဘာရင်မွေးတစ်စိတ်ပါလိမ့်ကိုတုံးနေတဲ့ဟာတော့တေးချတယ်ဆိုတော့သိတယ်ရုပ်တဲ့မှတ်မိဘယ်ဟာမှမသိဖြစ်နေတာအားနဲ့အရန်ကမွေးလဲမွေးထက်ကလေမွေးတဲ့အနံ့ဆိုလုံးဝကိုမခံနိုင်ချက်ချင်းကိုမေးတဲ့အကျင့်ရှိတယ်တိမသိဘာဖြစ်လဲဆိုတော့အဲ့ဒီမွေးတဲ့အနံ့သားတွေကိုထက်အရန်ကြိုက်တာမလို့အားနဲ့ညီမလေးရင်မွေးလားလို့တော်မွေးတာနော်လို့အရန်မွေးတာပဲဆိုတော့အမတဲ့ရင်မွေးမဟုတ်ဘူးမတဲ့လိုရှင်တဲ့အဲ့နဲ့ဟုတ်လားလို့ညီမလေးလို့သူကအဲ့လိုလိုရှင်လို့ပြောလိုက်တော့မှဒိုင်းဆိုပြီးတော့ကိုကလည်းညမ်းအလင်းပွင့်သွားတာဟုတ်တာဗောဘဲဟုတ်မလဲ तू သုံးထားတာ MD ရဲ့ရေခဲသားလိုရှင်ကိုဒီလှိုင်နေရပဲကိုဒီဈေးတွေရပဲအဲ့ဒါနဲ့လေतू ကလေတဲ့မမတီချက်မလားတဲ့ထက်ဟိုပါပေါ့နော်သမီးနဲ့မဆရာမှားထားတာလေမမတဲ့ကိုကဘလို့သိမလဲနော်ကိုကမှားဆိုပို့လိုက်တာပဲရှိတာပေါ့ तू ဒီနာလေးကအဆောင်လေးမှာနေတာလူကလည်းချောလေးအသားလေးကလည်းဖြူဖြူဥလေး तू ကလေစကတ်တော်လေးနဲ့အဲ့ဒီဂျမ်းပြက်လေးနဲ့ဝတ်ထားတော့သူ့နောက်မှာအဲ့ဒီအနံ့လေးကလည်းတင်းကြိုင်လန်းဆန်မွေးပြက်နေအဲ့ဒါနဲ့ဒီမှာဒီရင်မွေးလို့ရှင်းကို तू လိမ့်ထားတာသိလား तू ခန္ဓာကိုယ်မှာအဲ့ဒီအနံ့ဆွဲပြီးတော့အဲ့ तू သွားတဲ့ရှောက်တဲ့လမ်းတစ်လျှောက်လုံးမှာလေအဲ့အနံ့လုံးဝတင်းကျန်လုံးဝကွာသိလားကိုလေဟာမိုက်ကကွာလို့သိလားဒီလို့ရှင်းကရင်မွေးနဲ့လဲပါတဲ့အတွက်ကဘာကြော်ဒီရောရင်မွေးကိုထည့်ပေးထားတဲ့အတွက်အရန်ကောင်းတယ်နောက်ပြီးရင် तू ကဒီလက်ပေါ်မှာတင်လိုက်လို့ရှိရင်လေထပ်တို့เนาะဒီလိုလေးအရေးကြီးလေးလိမ့်လိုက်လို့ရှိရင်လေအရန်လိမ့်လို့ကောင်းတယ်ချက်ချင်းကိုပဲစိတ်ဝင်သွားပြီးတော့မှလုံးဝကွာသူကလုံးဝ luxury ဆန်နဲ့အနံ့တစ်ခုရရှိစေတယ်เนาะအဲ့တော့ဒီလေးတစ်ချက်ဝိလိုက်တာနဲ့လေအနံ့ကလေတင်းကနေဖြစ်ပြီးတော့လေအသားလေးကလည်းကြည်တောက်လာတယ်ပြီးတော့ထပ်တို့လေ तू ကနိုင်စနမိုက်ပါတဲ့အတွက်အရေးကြောင်းတွေတက်တာစီဥပမာလေဘင်းမှာဖြစ်တာတို့လက်ချောင်းတချို့ဆိုလူလေးကငယ်လေးလက်ချောင်းနဲ့ရှုံသွားပြီးအရေးကြောင်းတွေဖြစ်နေတာနော်အဲ့လိုမျိုးတွေဖြစ်နေတာအဲ့တော့အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်လက်ချောင်းလေးတွေကိုတေချာလေးလိမ့်မှာလက်ချောင်းလေးတွေနူးညံ့ပြီးတော့တကယ်ကိုပဲတင်းရင်းလာမယ်အသားရည်လေးတွေကြီးလင်းလာမယ်ပေါ့နော်နေလောင်တဲ့သူတွေသုံးလို့ရတယ်အသက်အရွယ်ဒီခုနပြောသလိုအရေးကြောင်းတော့လက်တွေလေဘင်းတွေမှာအရေးကြောင်းဖြစ်နေတဲ့သူတွေသုံးလို့ရတယ်နော်ခြေထောက်တွေမှာအမဲဆက်တွေဒဏ်ချက်တွေဖြစ်နေတဲ့သူတွေအသားကိုလုံးဝညင်ညာသွားစေတယ်လိုချင်ရင်2900ကျပ်နဲ့ထက်စီမှာမှားလို့ရပါတယ်လို့เนาะအဲ့ဒါလေးကိုလှမ်းပြပြတာပါအခုဆိုရင်ထက်ဒီဟာကိုလုံးဝတေးချာရေချိုးပြရနဲ့တေးချာကိုလိမ့်တော့မယ်သူများစီကရခဲ့တဲ့အနံထက်အရန်ကိုကြိုက်ခဲ့တာမလို့ပါเนาะအဲ့တော့ကိုတိုင်းကိုလိမ့်နိုင်မသိတာဘေးကလူကအရန်မွေးတာเนาะအဲ့တော့အဲ့လိုဆွဲဆောင်အားကောင်းတဲ့ MD ရဲ့ရေခဲသားလိုရှင်းလေးပါလက်လီလက်ကနေရာဆုံးပို့ပေးပါတယ်